စုံစမ်းခြင်းကသာမေးတော်မူပြီဖိလိပ္ပုကလည်းဤသူတို့သည်မုတ်တစ်ဖက်စီစေငှအောင်ဒေနာရီအပြာနေရာအဖိုးထိုက်တော်မုတ်မလောက်ပါဟုရှောက်၏ရှိမုန်ပေတရု၏ညီအင်္ဂရေအမည်ရှိသောတပည့်တော်ကမူယောမုတ်ငါးလုံးနှင့်ငါးနှစ်ကောင်ပါသောသူငယ်တယောက်ရှိပါသည်သို့တော်လည်းဤများလောက်များစွာသောလူတို့သည်ရှိကြသည်ဖြစ်၍ထိုမုတ်နှင့်ငါးနှစ်ကောင်တို့ကိုတည်ပြောစရာရှိပါသည်ဟုရှောက်၏ယေရှုကလည်းလူများတို့ကိုလျောင်းကြစေဟုမိန့်တော်မူ၏ထိုရက်၌မြက်ပင်ထူပြောလျက်ရှိသည်ဖြစ်၍အရေအတွက်အားဖြင့်9000ပြားလောက်သောလူတို့သည်လျောင်းကြ၏ယေရှုသည်မုန့်ကိုယူ၍ကျေးဇူးတော်ကိုချီးမွမ်းပြီးမှတပည့်တော်တို့ကဝေငှတော်မူ၍တပည့်တော်တို့သည်လျောင်းသောသူတို့အားဝေငှပြန်၏ထိုနည်းတူငါးနှစ်ကောင်ကိုလူများလိုချင်သမျှဝေငှကြ၏ထိုသူတို့သည်ဝါကြပြီးမှကိုတော်ကအာမြမပြောက်စေခြင်းကကြံကျွင်းသောအကျိုးပေးတို့ကိုကောက်သိမ်းကြလောဟုတပည့်တော်တို့ကမိန့်တော်မူသည်ဖြစ်၍စားသောသူတို့၌ကြံကျွင်းသောမူယောမုတ်ငါးလုံး၏အကျိုးပေးတို့ကိုကောက်သိမ်း၍12တောင်အပြည့်ရကြ၏ဒီနေ့ချင်းခရစ်ယာန်တဲ့နော်နယ်သာလန်ရဲ့တမန်ကျမ်းစာနေ့ဝတ်ပြုခြင်းစီစဉ်မှာဓမ္မဒေသအဖြစ်ပါဝင်ခွင့်ရတဲ့အတွက်ရှေးဥစွာဖျားရှင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါရဲ့အခွင့်ပေးကြတဲ့အသင်းတော်တန်ရုံဆရာတင်တော်တောင်းရှိရဲ့လူတွေနဲ့ကွာတင်တော်တင်တာအားလုံးလည်းကျေးဇူးတင်ကြောင်းပြလိုပါရဲ့ကျွန်တော်အနေနဲ့ဒီတင်တော်မှာဓမ္မဒေသအဖြစ်ပါဝင်တာဆိုင်တာဒုတိယအကြိမ်ပါဝင်ခြင်းဖြစ်တယ်ပေါ့တော့အများနဲ့ကြားတတ်တာကချင်းခရစ်ယာန်တင်တော်မှာအသင်းသူတစ်ခါတော့ဝက်လောက်ကကျမ်းစာကြောင်းဆင်းတဲ့သူတွေလို့ကြားပွေပေါ့နော်ဆိုတော့ကျမ်းစာကြောင်းဆင်းတဲ့တဝက်လောက်ကလည်းကျမ်းစာကြောင်းဆင်းတဲ့သူတွေထက်မတိုင်အောင်မှလူတွေဒီပါဓမ္မပညာတက်ကြွကြဝိညာဉ်ရေးအားကောင်းကြရဆိုပြောမှအမြဲကြားရတယ်ပေါ့နော်တင်တော်နဲ့ပတ်သက်ပြီးတော့ပထမတစ်ခေါက်တော့ကျွန်တော်ဒေနာဝင်ရတဲ့အချိန်တော့ပြန်ကြားရတဲ့ feedback ကတော့ခဏလေးနဲ့ပြီးသွားရဲဆိုပြောမှပြောကြတယ်ပေါ့နော်အဲ့ဒါဒီတစ်ခေါက်တော့အရင်ကတော့နည်းနည်းကြာလေးဖြစ်အောင်တော့ပြင်ဆင်ထားပါရဲ့လို့ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီနေ့အသင်းတော်ကဓမ္မကျမ်းစာနေ့ကိုအထိမ်းအမှတ်အနေနဲ့ဝတ်ပြုခြင်းလုပ်တယ်ဆိုတဲ့အခါမှာကျွန်တော်ဒေနာကိုအဓိကအပြင်နှစ်ပိုင်းအနေနဲ့ပထမတစ်ပိုင်းကတော့ဓမ္မကျမ်းစာရဲ့တမိုင်းကြောင်းအနေချင်းလေးကိုပေါ်ပြပြမှာဒုတိယအပိုင်းကတော့ဒီဓမ္မကျမ်းစာလေးကနေကျွန်တော်တို့သင်ယူစရာခွန်အားယူစရာတွေကိုဝေမျှဖို့အတွက်ပြင်ဆင်လာပါတယ်။ဆိုတော့အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ဓမ္မကျမ်းစာနေ့ဆန္ဒကဆရာတော်ကျောင်းနဲ့ပြောသွားတဲ့အကြောင်းအရာပေါ့နော်ဓမ္မကျမ်းစာနေ့ဖြစ်လာတဲ့အခါမှာဘယ်လိုဖြစ်လာလဲဆိုတဲ့အရာအနေငယ်ပြန်ပြောမှပြန်ပြောပြချင်ပါတယ်။ဆိုတော့ကျွန်တော်အကြောင်းဖွဲ့တွေလည်းကြားဖို့ကြားလိမ့်မယ်အရာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့1800ဝန်းကျင်လောက်ကအချိန်ကာလမှာဒီ Wales နိုင်ငံဝေလာတိုင်းပြည်လေးမှာ15နှစ်အရွယ်အမျိုးသမီးငယ်လေး Mary Jones ကနေပြောမှအစပြုခဲ့တယ်ပေါ့နော်အစပြုခဲ့လို့ပြောလို့ရပါတယ်ဆိုတော့အဲ့ဒီအမျိုးသမီးငယ်လေးကဒီဝေလာဘာသာနဲ့ရေးထားတဲ့ကျမ်းစာအုပ်ကိုဒီတန်ရုံဆရာကြီး Thomas Charles Schimmer ဝယ်လို့ရတယ်လို့သိရတဲ့အခါမှာသူဒီကျန်းစာအုပ်ကိုရဖို့အတွက်6နှစ်အစံစုပြီးတော့မှ42ကီလိုမီတာလောက်ဝေးတဲ့ခရီးကွာဝေးကိုခြေပလာနဲ့သွားပြီးတော့မှလမ်းလျှောက်ပြီးသူသွားခဲ့တယ်ဆိုတဲ့အကြောင်းဖြစ်တယ်ပေါ့နော်ဆိုတော့42ကီလိုမီတာဆိုတော့ကျွန်တော်တို့အခုဒီဥတရကနေလမ်းလျှောက်ရင်တော့အမ်စတာဒမ်ထိရောက်နိုင်တဲ့အကွာဝေးလောက်ဖြစ်တယ်ပေါ့နော်ဥတရစန်ထရလာနဲ့အာမော့စ်ဝေါ်စန်ထရထိရှောက်လို့ရှိရင်တော့အသွားပြန်သွားလို့ရနိုင်တော့တဲ့ခရီးကွာဝေးမျိုးဖြစ်တယ်ပေါ့ဆိုတော့အဲ့ဒီအကွာဝေးကိုဒီ15နှစ်ရွယ်အမျိုးသမီးလေးကကျန်းစာပေါ်ရဖို့အတွက်ကိုသူစူးစမ်းခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီအဖြစ်အပျက်လေးကဘာကိုလို့ဆိုလိုက်လဲဆိုရင်
1804 ခုနှစ်မှာ The British and Foreign Bible Society ဆိုတဲ့အသင်းကြီးကိုတည်ထောင်ဖို့အတွက်ဖြစ်လာစေခဲ့တယ်ပေါ့။အဲ့ဒီအသင်းကြီးကနေပြီးတော့မှတဆင့်ဒီနေ့ကမ္ဘာအနှံ့ပြားမှာကျွန်တော်တို့တွေကိုင်ဆောင်နေကြတဲ့အသုံးပြုနေကြတဲ့ဗမာကျမ်းစာတွေအများကြီးကိုဖြန့်ဝေနိုင်ခဲ့ပြီးတော့မှအဲ့ရအထိမ်းအမှတ်အနေနဲ့ကျွန်တော်တို့ဗမာကျမ်းစာနေ့ဆိုပြီးတော့မှပေါ်ပေါ်လာခဲ့ကြခြင်းဖြစ်တယ်ပေါ့နော်။ဆိုတော့အခုခေတ်မှာဆိုတော့ကျွန်တော်တို့ရဲ့လက်ထဲမှာဗမာကျမ်းစာတွေအများကြီးပဲလွယ်လွယ်ကူကူနဲ့ကိုင်ဆောင်နေနိုင်ကြပြီ။ဘာသာစကားပေါင်းများစွာနဲ့ဗမာကျမ်းစာတွေပေါ်လာတဲ့ခုနကတော့တဲတော်မှာဖတ်သွားကြတယ်တဲတော်မှာလည်း14ဘာသာစကားလောက်ရှိတယ်ပေါ့နော်ဆိုတော့ကျမ်းစာဖတ်သွားရမှာဆိုလဲခုန73ခုရှိမှတဲ့12ခုလား73ဘာသာလားမသိဘူးနော်ဆိုတော့ဘာသာပေါင်းစုံနဲ့ဖတ်သွားကြရဲဆိုတော့ဘာသာတစ်ခုပေါ်မှာversion တွေအောင်မတူပဲပေါ့နော်မျိုးစုံနဲ့ဘာသာပြန်တဲ့ဟာရှိတယ်အခုဒီ Netherlands ဆိုလို့ရှိရင် Netherlands ဘာသာစကားနဲ့ version တွေလည်းအများကြီးရှိရပေါ့နော်ကျွန်တော် Netherlands ကိုတက်တော့ဘယ်နှခုလောက်လဲတော့မသိဘူးဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မှာတော့အခုသူတို့ပြောတဲ့ဟာကတော့ဒီဘာသာစကားပေါင်း90လောက်ကျမ်းစာပြန်ပြီးပြီလို့ပြောရပေါ့နော်တချို့ဘာသာတွေလည်းပြန်နေတော့မယ်လို့ပြောကြတယ်ဆိုမြန်မာဘာသာနဲ့ဆိုရင်တော့မြန်မာဘာသာနဲ့ဆိုရင်ဘာကျမ်းစာရေးရှိလို့ကြောက်တယ်မြန်မာဘာသာနဲ့ version ဘယ်နှခုလောက်ရှိအကြောင်းကြတယ်3ခုလား4ခုလား5ခုလားတော့ကျွန်တော်တို့အများစုသုံးတဲ့အခါတော့ယူဒတန်ဆရာကြီးယူဒတန်ပြန်နေယူဒတန်ကျမ်းစာယူဒတန် version ကိုသုံးကြည့်ကြတယ်နောက်ပြီးတော့ Garrett ကျမ်းစာဆိုရှိတယ် Garrett ကတော့ Anglican အသင်းတော်ကအသုံးပြုတဲ့ဟာနောက်ပြီးဒီဘက်ခေတ်မှာပေါ်လာတဲ့modern လို့ပြောရမယ်ဘာသာပြန်နေအောင်ခေတ်သုံးမြန်မာဗမာကျမ်းစာဆိုရှိတယ်အဲအားတော့ English လို့ Good News Bible ကိုဗမာလိုပြန်ထားတဲ့ကျမ်းစာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့မြန်မာစီမံဗမာကျမ်းစာဆိုတာရှိရဲအဲအားကတော့ English လို့ New Revised Standard Version ကိုဗမာလိုပြန်ထားတဲ့ကျမ်းစာမျိုးရှိရပေါ့နော်ဆိုတော့တခြားကျမ်းစာတွေလည်းရှိသေးတယ်မှာ Catholic ဘာသာပြန်တဲ့ကျမ်းစာမျိုးတွေလည်းရှိရဲတခြားအသင်းတော်ဒီကနေပြီးမှပြန်တဲ့ဟာလည်းအများစုရှိရပါတော့ဆိုတော့အဓိကအဖြစ်တော့ဒီဆန္ဒပြောလေးခုကတော့အဓိကအဖြစ်ကျွန်တော်တို့ဗမာဘာသာနဲ့ဆိုရင်တော့ရှိရလို့သိရတယ်ပေါ့နော်ဆိုတော့ချင်းဘာသာမှာဆိုရင်လည်းလူမျိုးစုဒီ live ဘာသာရေးခွဲလိုမျိုးဘာသာတစ်ခုမှတည်းပဲ version မတူတဲ့အရာတွေလည်းအများကြီးရှိနေရအောင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီနေ့ခေတ်မှာကျွန်တော်တို့ကျမ်းစာအုပ်တွေကိုလွယ်ကူစွာပဲရယူနိုင်တယ်ဝယ်ယူနိုင်တယ်အဲ့ဒါအပြင်မှာစောင်းမဟုတ်ဘူးကျွန်တော်တို့ကပုံပြီးလွယ်ကူအောင်လို့ဖုန်းတွေရဲ့မှာကွန်ပျူတာရဲ့မှာထည့်ပြီးတော့လည်းသုံးပြုနေနိုင်တယ်ဆိုတော့ဒီနေ့တွေ့ရတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီတမန်ကျမ်းစာဖြစ်လာဖို့အတွက်တမိုင်းကြောင်းပြန်ကြည့်မယ်ဆိုတော့ကျွန်တော်တို့ခုနပြောသလိုမျိုးကျွန်တော်ရဲ့လက်ထဲမှာလွယ်လွယ်ကူကူကင်ရတယ်လို့မျိုးဖြစ်လာဖို့အတွက်သူ့ရဲ့တမိုင်းကြောင်းကတော့မလွယ်ကူလာဘူးဆိုတော့တွေ့ရတယ်ပေါ့နော်ဒီနေ့ကျွန်တော်အဓိကပြသွားမယ်တမန်ကျမ်းစာရဲ့တမိုင်းကြောင်းဆိုတဲ့အခါမှာတော့ဒီတမန်ကျမ်းစာရဲ့ကျမ်းစာဆောင်တွေဘယ်လိုဖြစ်လာလဲဆိုတာထက်ကျမ်းပေါင်တွင်းပြီးနောက်ပိုင်းမှာဖြစ်လာတဲ့တမန်ကျမ်းစာရဲ့အကြောင်းလေးကိုအဓိကထားပြီးမှပြောပြသွားချင်တယ်ပေါ့နော်။ဆိုရှေးဦးကနဦးအသင်းတော်မှာတော့ကျွန်တော်တို့စပြီးအသုံးပြုတဲ့တမန်ကျမ်းစာကတော့ Greek ဘာသာနဲ့ကျမ်းစာကိုအသုံးပြုကြတယ်။အဲဒီနောက်မှာဒီအနောက်တိုင်းအသင်းတော်လို့ခေါ်တဲ့တနည်းအားဖြင့်ပြောယောမအသင်းတော်မှာဒီ CE 350 380အဲ့ကြားလောက်ကနေစပြီးမှအသင်းတော်မှာလက်တင်ဘာသာကိုအစားထိုးပြီးမှအသုံးပြုလာကြတယ်ပေါ့။အရှေ့တိုင်းအသင်းတော်ကတော့ Greek ဘာသာကိုဆက်သုံးပေမဲ့အနောက်တိုင်းအသင်းတော်မှာကတော့လက်တင်ဘာသာကိုအသုံးပြုလာကြတယ်။ Saint Jerome ဘာသာပြန်တဲ့လက်တင် Vulgate ကျမ်းစာက405ခုနှစ်မှာအပိသက်ဘာသာပြန်နိုင်ခဲ့တယ်ပေါ့နော်။ဆိုတော့တမန်ကျမ်းစာကအဲ့ဒီခေတ်အဲ့ဒီခါတော့ဆိုရင်တော့ဒီနေ့ခေတ်ကျွန်တော်တို့တာမန်တင်းတို့တင်းသားတွေလွယ်လွယ်ကူကူဖတ်နိုင်တဲ့စာအုပ်လိုမျိုးအဲ့ဒီခေတ်တော့မဟုတ်ခဲ့ဘူးပေါ့။အဲ့ဒီခေတ်တော့ဆိုရင်တော့ဘာသာရေးကောင်းဆောင်တွေဘုန်းကြီးတွေအသင်းတော်ကိုဥဆောင်ကြတဲ့ bishop တွေစသည်ဖြင့်ဒီလိုရာထူးအာဏာရှိတဲ့သူတွေပဲဖတ်နိုင်တဲ့စာအုပ်တစ်အုပ်ဖြစ်တယ်ပေါ့နော်။အဲ့ဒီဘုန်းတော်ကြီးတွေကနေပြန်ပြောမှပြောပြရအောင်အသင်းသားတွေကအောက်ကနေနားထောင်ပြီးတော့မှပြန်ပြီးတိုင်အောင်လိုက်ရတဲ့ပုံစံမျိုးပဲဖြစ်တယ်ပေါ့နော်။
ဆိုတော့အဲ့ဒီအခါမှာဘာဖြစ်လာလဲဆိုတဲ့အခါမှာအသင်းတော်ထဲမှာဒီဆွမ်းနာပြောဘုံတော်ကြီးရဲ့ bishop တွေကသူတို့ရဲ့အာဏာတွေအသင်းတော်မှာပုံပြီးရှိလာတယ်အသင်းတော်မှာခြားစားမှုတွေမှားယွင်းမှုတွေတဖြည်းဖြည်းနဲ့များလာတယ်ပေါ့ဆိုတော့အဲ့ဒီအခါအသင်းတော်ရဲ့ပြုပြင်ပြောင်းလဲမှုလှုပ်ရှားခြင်းတွေပေါ်ပေါက်လာကြတယ်အဲ့ဒီလှုပ်ရှားမှုတွေကလှုပ်ဆောင်ချက်တစ်ခုကပါလဲဆိုရင်တော့တမန်ကျမ်းစာကိုမိမိတို့ရဲ့တိုင်းရင်းသားဘာသာစကားနဲ့ဘာသာပြန်ပြီးတော့အသင်းသူအသင်းသားတွေအလွယ်တကူဖတ်နိုင်အောင်လှုပ်ဆောင်ခြင်းတစ်ခုလည်းပါဝင်တယ်ပေါ့ဆိုတော့ဘုန်းတော်ကြီးတွေကျမ်းတဲ့ပုံကိုယ်တွေပဲနားနဲ့ဖတ်တတ်တဲ့လက်တင်ဘာသာစကားကနေပြီးတော့မှဒေတာခံလူမျိုးတွေဖတ်တတ်တဲ့ဘာသာစကားနဲ့ဘာသာပြန်ဆိုဖို့ဒီပြုပြင်ပြောင်းလဲရေးကောင်းဆောင်တွေကစူးစမ်းခဲ့ကြတယ်ဒီနေ့ခေတ်အနေနဲ့ပြောရင်တော့ဒီလောက်ဆောင်ကတိတ်ပြောမှထူးဆန်းတဲ့ကြတော့မဟုတ်ဘူးကောင်းတယ်လို့ပြောလို့ရပါမယ်အဲ့ဒီခေတ်တုန်းကဘုန်းတော်ကြီးရဲ့နေရာကကျင့်တာကသူတို့ရဲ့အာဏာကိုစိတ်ခေါ်မှုပဲသူတို့ကိုပုံကန်တာပဲသူတို့ကိုတော်နိုင်ရေးလုပ်တာပဲလို့သူတို့မြင်ခဲ့ကြတယ်တာမန်အသင်းသူအသင်းသားတွေအားလုံးကပမာကျမ်းစာကိုဖတ်ရှုတာရပြီဆိုရင်အသင်းတော်ခေါင်းဆောင်တွေမှားယွင်းတာကိုမြင်လာကြတော့မယ်ထောက်ပြလာကြတော့မယ်ကျမ်းစာကိုင်ပြီးတော့မှကျမ်းစာနဲ့မကိုက်ညီဘူးဆိုပြီးတော့မှပြောဆိုလာကြတော့မယ်အဲ့ဒီအခါမှာအသင်းတော်ရဲ့မှာတစ်ချိန်ကဘာသာရေးဆရာကြီးဘုန်းတော်ကြီးတွေရဲ့စကားကပဲအဓိကဖြစ်တယ်ဆိုတဲ့နေရာကနေပြီးတော့မှတမန်ကျမ်းစာကအဓိကဖြစ်တယ်ဆိုတာတဖြည်းဖြည်းနဲ့နေရာယူလာခဲ့တယ်ဆိုတော့အဲ့ဒီလှုပ်ရှားမှုအစပြုတဲ့ခေါင်းဆောင်တယောက်ကတော့အဦးဆုံးလို့ပြောရမယ်ဆိုတော့ John Wycliffe ဖြစ်တယ်ပေါ့နော်ဆိုတော့ John Wycliffe ကိုအသင်းတော်ပြုပြင်ပြောင်းလဲရေးခေတ်ရဲ့မတိုင်မီရှေ့ပြေးလို့အောင်မှတချို့ကတင်စားခေါ်ပေါ်ကြတယ်ပေါ့ဆိုတော့ John Wycliffe က1380နှစ်ဝန်းကျင်လောက်မှာလက်တင်ကျမ်းစာကိုအင်္ဂလိပ်ဘာသာနဲ့ပြန်ဆိုခဲ့တယ်သူ့ရဲ့လက်ဆောင်ခြင်းအဓိကအချက်ကဘာလဲဆိုတော့ဆန္ဒပြောလို့တာမန်အသင်းသူအသင်းသားတွေတမန်ကျမ်းစာဖတ်နိုင်အောင်လို့ပထမဆုံးအစပြုလိုက်ခြင်းပဲဖြစ်တယ်ပေါ့ကျွန်တော်ရဲ့ clip ကတော့သူ့ရဲ့ခေတ်တုန်းကသူ့ကိုကောင်းမဲ့ပေးရဲ့နေစားအချို့လည်းရှိခဲ့တယ်ပြီးရဲ့ခါမှာ14ရာစုလောက်ဖြစ်တဲ့ခါမှာတော်တော်လေးစောသေးရောသူ့ကိုဖန်စီဖို့အတွက်အသင်းတော်ထဲမှာလည်းတိကျတဲ့ဖိနှိပ်တဲ့ဥပဒေတွေမလုပ်ဆောင်ရသေးတဲ့ခါမှာတော့သူကဖန်စီတပ်ဖြတ်ခြင်းကိုမခံခဲ့ရဘူးတာမန်တိုင်းမဲ့မှုတော်လုပ်ငန်းတွေလုပ်ဆောင်နေတဲ့တိတ်ဆုံးသွားခဲ့တယ်ပေါ့နော်သူတိတ်ဆုံးပြီးတဲ့နောက်နှစ်44နှစ်ကျော်လောက်မှာရောမတင်တော်ကသူ့ကိုအယူမှားဆိုပြီးတော့မှကြီးညာခဲ့တယ်သူ့ရဲ့အလောင်းကိုပြန်ပေါ်ပြီးတော့မှမီးရှို့စီရင်ဖို့အတွက်လှုပ်ဆောင်ခဲ့ကြတယ်ပေါ့နော်ဆိုတော့ John Wycliffe ရဲ့နောက်မှာတော့ပေါ်လာတဲ့နောက်ပုဂ္ဂိုလ်သူကတော့ Young Hus ဆိုရဲဒီအခုလက်ရှိ Czechia ဆိုရဲနိုင်ငံမှာဒေတာမှာပေါ်လာခဲ့ပေါ့ဆိုတော့ Young Hus ကလည်း Czech ဘာသာစကားနဲ့ကျမ်းစာတွေကိုအသုံးပြုပြီးတော့မှသူ့ရဲ့ပြုပြင်ပြောင်းလဲရေးတွေမှာလှုပ်ဆောင်ခဲ့တယ်ပါမန်အသင်းသူအသင်းသားတွေကျမ်းစာဖတ်နိုင်အောင်လို့ကြိုးစားခဲ့တယ်1415ခုနှစ်မှာတော့ရောမသင်းတော်ကသူ့ကိုသိမ်းခွဲအောင်ပြုလုပ်တဲ့အယူမှားဆိုပြီးတော့မှဖန်စီပြီးတော့မိရှုတပ်ပစ်ခဲ့တယ်ပေါ့နော်။ရန်ဟက်အသက်ခံရပြီးနှစ်တရာကျော်လာတဲ့အချိန်မှာတော့ဂျာမနီဒေသမှာမာတင်လူသာဆိုရဲဘုန်းတော်ကြီးတစ်ပါးပေါ်ပေါက်လာခဲ့တယ်။ဆိုတော့အသင်းတော်ပြုပြင်ပြောင်းလဲရေးတွေကိုတွန်းတင်ရင်းနဲ့မာတင်လူသာရဲ့ဂျာမန်ဘာသာနဲ့ကျမ်းစာဘာသာပြန်ခြင်းကို1534ခုနှစ်မှာအပြီးတက်နိုင်ခဲ့တယ်ပေါ့။ဆိုတော့အဲ့ဒီနောက်မှာမာတင်လူသာနဲ့အတူဒီဥရောပဒေသတစ်ခွင်မှာဒီပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွေပြန့်နှံ့သွားခဲ့ပြီးတော့မှတခြားအင်္ဂလိပ်ဘာသာတွေပြင်သစ်ဘာသာအီတလီဘာသာဒက်ဘာသာစသဖြင့်ဥရောပအနှံ့ပြောင်းမှာတမန်ကျမ်းစာကိုဘာသာပြန်ဆိုလာခဲ့ကြတယ်ပေါ့နော်ဒီ1450ကြားကာလမှာပေါ်ပေါက်ခဲ့တဲ့ Gutenberg ပုံနှိပ်စက်ကြီးလို့ပြောလို့ရတဲ့ပုံနှိပ်စက်ကြီးပေါ်ပေါက်လာခဲ့ခြင်းကလည်းဒီတမန်ကျမ်းစာဘာသာပြန်ဆိုမှုတွေအတွက်အကြီးအကျယ်အထောက်အကူဖြစ်စေခဲ့တယ်ပေါ့နော်။ဒီရင်ခေတ်ကပုံနှိပ်စက်မရှိခင်တော့ကတော့စာတွေဝေငှဖို့ဆိုတော့ခက်ခဲတွေရှိတယ်။ဒါပေမဲ့ပုံနှိပ်စက်ပေါ်သွားပြီးတဲ့နောက်မှာတော့
ကျန်းစာရောပို့ပြီးတော့မှလွယ်လင်းတကူထုတ်နိုင်တယ်ဝေငှနိုင်ခဲ့တယ်ပေါ့ဆိုဒီနေ့ကျွန်တော်တို့ရဲ့လက်ထဲမှာရှိနေတဲ့တမန်ကျန်းစာကဆောနာကပြောလို့မျိုးကျွန်တော်တို့လွယ်လွယ်ကူကူဖတ်ရှုနိုင်တယ်လွယ်လွယ်ကူကူယူဆောင်သွားနိုင်တယ်ဒါပေမဲ့ဒီလိုအခြေအနေမျိုးရောက်လာဖို့အတွက်တော့သူ့မှာပိတ်ဆက်ခဲ့ရတဲ့အရာတွေအသက်တွေဘဝတွေတွေးချွေအများကြီးနဲ့ရင်းခဲ့ရတယ်ဆိုတော့သူ့ရဲ့တမန်ကြောင့်တွေ့ရတယ်ပေါ့တနည်းအားဖြင့်ဒီတမန်ကျမ်းစာကိုလူတိုင်းဖတ်ရှုနိုင်ဖို့ဆိုတဲ့အာဘုကလည်းအရေးကြီးတစ်ခုလိုမျိုးဖြစ်စေခဲ့တယ်ပေါ့ဒါကြောင့်မလို့ဒီနေ့ခေတ်ကျွန်တော်တို့တင်းတော်တွေအထူးသဖြင့် Protestant တင်းတော်တွေကိုကြည့်ရတဲ့အခါမှာတမန်ကျမ်းစာရဲ့အခန်းကဏ္ဍကအရန်ကိုအရေးပါတဲ့နေရာမှာရှိလာခဲ့တယ်ကျမ်းစာကလည်းယုံကြည်ခြင်းရဲ့အဓိကဖြစ်တဲ့အချုပ်အခြာဖြစ်တယ်ဆိုတဲ့တွေးခေါ်မျိုးတွေဒီ Protestant တင်းတော်တွေမှာရှိလာခဲ့တယ်ကျွန်တော်တို့ဆရာတရားရောက်ဆရာမတရားရောက်တရားဟောကြားရမှာဒီဆရာဟောတဲ့အရာဒီဆရာမဟောတဲ့အရာကမှန်ရဲ့လားမှားရဲ့လားဆိုပြီးကျွန်တော်တို့ပထမဆုံးအတိုင်းနဲ့ပြည်တယ်ကတမန်ကျမ်းစာကိုဖြစ်လာတဲ့အထီးကိုကျွန်တော်တို့ခရစ်ယာန်သင်းတော်တွေရဲ့ခရစ်ယာန်သင်းတော်တွေအတွက်တမန်ကျမ်းစာကအရေးပါလာခဲ့တယ်ပေါ့နော်ဒါကတော့တမန်ကျမ်းစာဖြစ်လာတဲ့ပမိုင်းကြောင်းတွေကိုပြန်ပြောမှအနေနဲ့ဆင်ခြင်ခြင်းပဲဖြစ်တယ်ပေါ့ဆိုတော့နောက်ဒုတိယပိုင်းအနေနဲ့အဲ့ဒီကျမ်းစာတွေကအကြောင်းအရာတစ်ခုကိုကျွန်တော်တို့ဒီတစ်ခါဆင်ခြင်ကြဖို့ဖြစ်ပါတယ်ဆိုတော့ဆောင်းကဖတ်သွားရဲ့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး6အငယ်9ကနေ73တွေကအကြောင်းအရာလေးကိုကျွန်တော်တို့ဒီကဆင်ခြင်ဖို့ဖြစ်တယ်ဒီအကြောင်းအရာကတော့အားလုံးလည်းရင်းနှီးပြီးသားဖြစ်တဲ့9နှစ်ကောင်နဲ့ပုံ9လုံးဆိုတဲ့အကြောင်းလေးပဲဖြစ်တယ်ပေါ့နော်သခင်ခရစ်တော်ရဲ့တရားပွဲလာတဲ့လူ9000ကိုကျွေးဖို့အတွက်လူ9000ဆိုတဲ့အခါမှာအမျိုးသမီးနဲ့ကလေးအရှိအတွက်ထည့်တွက်ထားတာမပါသေးဘူးလူ9000ဆိုတော့အမျိုးသားကြီးပဲ9000အမျိုးသမီးပါဆိုရင်တော့လူတို့ဘယ်လောက်များလိုက်လဲပေါ့ဆိုတော့အဲ့ဒီလောက်များတဲ့တရားပွဲမှာကျွေးဖို့သူတို့မှာကျွေးစရာမရှိတဲ့ပြဿနာတွေဖြစ်တဲ့အကြောင်းအရာတွေဖြစ်တယ်ပေါ့ဒီနေရာမှာသခင်ခရစ်တော်နဲ့သခင်ခရစ်တော်ကသူနဲ့တူရဲဆိုတဲ့ချက်ကိုပါတော့တွေ့တယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်ရွှေ့ပြောင်းလာတဲ့အသင်းတော်တွေနဲ့သခင်ခရစ်တော်နဲ့တူရဲရပါတယ်ဆိုရင်ဖျားကြောင်းပြီးလို့ရှိရင်အသင်းတော်အသင်းသားရောဝါလင်စွာကျွေးချင်ကြတဲ့အရာလေးတစ်ခုတွေ့ရတယ်ပေါ့နော်အသင်းတော်အဲ့ခံကျွေးမွေးရေးဖွဲ့ရဆိုရင်အမြဲတမ်းတောင်းယူပြီးမှဖျားကြောင်းပြီးရင်အသင်းတော်အသင်းသားရောဘူးမှဘိုက်ဆာဆာနဲ့ဘိုက်မပြေပဲနဲ့မပြန်စေချင်ကြဘူးအားလုံးအဝလင်ဆိုတာလောက်ငါဆိုစားတော့ပြောမှာပဲပြန်စေချင်ကြရပါတော့ဆိုတော့ဒီသဘောသားလေးကသခင်ခရစ်တော်မှာလည်းရှိရဲဆိုတော့ကျမ်းစာတွေ့ရတယ်ပေါ့ဆိုတော့သခင်ခရစ်တော်ကဆန္ဒပြောတယ်သူစီတာရဲ့တရားပွဲလာရဲ့ပြိတ္တတွေသူကျွေးချင်တဲ့အဲ့တော့တပည့်တော်တွေသူမေးရဲ့ဘာရှိလဲမင်းတို့မှာကျွေးစရာဘာရှိလဲဆိုတော့သူ့ရဲ့တပည့်တွေကသူ့ရဲ့တပည့်တယောက်ကခုနကျမ်းစာမှာတွေ့ရဆိုတယ်သူမှရှိရဲ့ပတ်စံနဲ့တောဝယ်နေတာမှာလူတယောက်ကိုနည်းနည်းလေးပဲမဟုတ်နည်းနည်းလေးပဲဖဲ့ကျွေးနိုင်တော့တဲ့အဲ့လောက်ပဲသူတို့ဝယ်နိုင်တယ်သူတို့မှအဲ့လောက်ပဲရှိတယ်ဟာဒါဆိုရင်တော့ဘယ်လိုလုပ်လဲဒါဆိုလူသူတွေသွားပြီးတော့မှမေးကြည့်ပါဦးပြိတ္တထဲမှာရောသူတို့စီမှာဘာရင်ပါမလဲသူတို့စီမှာသွားရှာပါအောင်ဆိုတဲ့အခါမှာသူတပည့်ရှာနိုင်တဲ့အရာကမဟုတ်9လုံးနဲ့9နှစ်ကောင်ကိုပေးမဲ့ကောင်လေးတယောက်ပဲရှိတယ်ပေါ့ဒီနေ့ကျွန်တော်တို့အခုနေထိုင်တဲ့ကမ္ဘာမြေကြီးပေါ်မှာကမ္ဘာလောကကြီးပေါ်မှာပညာရှင်တွေရဲ့သွက်ဆမှုပေါ့နော်ပညာရှင်တွေကဘာသွက်ဆလဲဆိုတော့2020ခုနှစ်နောက်နှစ်လောက်ရောက်လာတဲ့ခါကျရင်လည်းကမ္ဘာမှာပထမဆုံး trillion ပေါ်လာမယ်ဆိုပြီးမှသွက်ဆကြတယ်ပေါ့နော်ဆိုတော့ trillion တွေကဘယ်လောက်ချမ်းသာကြလဲဆိုတော့အဲ့ဟာTrillion တွေဘယ်လောက်ချမ်းသာလဲဆိုတော့ကျွန်တော်စဉ်းစားဖို့တက်ချင်တော့ဥပမာယူလာပေါ့နော်ဆိုတော့ပါစံထုတ်ပြီပေါ့နော်ဒါဘယ်လောက်လေးမယ်လို့ပြော1 kg စံထုတ်ပြီအဲ့မှာစံစီဘယ်လောက်ရှိလဲကျွန်တော်လည်းမသိဘူးနော်ဘယ်လောက်ရှိလဲဆိုတော့ဒါပေမဲ့အဲ့ဒီစံစီလေးတစ်စိတ်ကိုကျွန်တော်တို့3သိန်းပေါ့ယူရို3သိန်းလို့သဘောထားကြည့်အောင်
စံစည်းလေးတစ်စီးယူလို့တသိန်းရှိရဆိုပတ်စံတသိန်းရရင်ကျွန်တော်တို့မလုပ်ကြဘူးစံစည်းတစ်စီးရမယ်ဆိုရင်ပတ်စံတသိန်းရမယ်ဆိုတော့တကယ်လို့ကျွန်တော်ဒီစံစည်းတစ်စီးကတသိန်းနဲ့ညီမျှရဆိုကျွန်တော်တို့9စီးလောက်ရှိရဆိုရင်တော့နယ်သာလန်မှာဆိုရင်တော့အိမ်တစ်လုံးလောက်တော့ဝယ်လို့ရမယ်ဒီတော့အိမ်ကောင်းကောင်းတော့မြို့လေကောင်းကောင်းပေါ့တော့မှာနည်းနည်းမြို့နဲ့တိတ်ကိုဝေးတဝေးလေးမှာ9သိန်းလောက်ဆိုတော့ကောင်းကောင်းလေးရမှာတော်တော်မျိုးစံ10စီးလောက်ရှိမယ်ဆိုရင်မီလီယံတော့ဖြစ်ပြီပေါ့နော်မီလီယံတော့ဖြစ်ပြီဆိုရင်တော့10သိန်းလောက်ဆိုရင်တော့တော်တော်ကြီးကျွန်တော်တို့လုပ်ချင်တဲ့အရာလုပ်ချင်တဲ့အရာတွေလုပ်ဖို့အတွက်ငွေတော်တော်များများရမယ်ဆိုအဲ့ဒီစံစည်းတရားရမယ်ဆိုရင်ကျွန်တော်တို့ကဘယ်လောက်ဖြစ်တော့10သန်းဆိုရင်တော်တော်ကြီးကိုချမ်းသာတော့ကြောင်းဆိုဘီလီယံနာဖြစ်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီလိုမျိုးစံစည်းအစိတ်1000လောက်လိုအပ်တယ်ပေါ့နော်ဒါဘီလီယံနာတယောက်ဖြစ်ဖို့ဆိုဆုံးကပြောရဲထရီလီယံနာတယောက်ဖြစ်ဖို့ဆိုရင်စံပနစီလောက်လိုမယ်လို့ထင်ပုံစံဆိုဘီလီယံနာဖြစ်ဖို့စံစည်း1000ဆိုဘီလီယံနာဖြစ်ပြီပေါ့နော်ထရီလီယံနာအဖြေပေးမယ်တော့ထရီလီယံနာဖြစ်ဖို့ဆိုရင်ဒါမျိုးစံအိမ်2000ကနေ2500လောက်လိုအပ်တယ်စံစည်းမဟုတ်ဘူးနော်စံအိမ်2000ကနေ2500လောက်လိုအပ်တယ်ဆိုတော့ကျွန်တော်ရဲ့ကမ္ဘာမှာနောက်မကြာမယ့်အချိန်မှာထရီလီယံနာပေါ်လာတော့မယ်ဒါပေမဲ့တစ်ဆက်တည်းမှာလူတန်းတဲ့ချီတဲ့လူကဆင်းရဲမွဲတေဆောင်နဲ့ဤထိုင်နေကြရတယ်လူတယောက်တည်းကအဲ့လောက်ကြီးချမ်းသာပြီးတော့မဆွမ်းနာပြောရဲစံထုတ်2000ကျော်လောက်ချမ်းသာတဲ့လူရှိနေတဲ့အချိန်မှာဒီစံစိတ်တွေတစ်စိတ်တသိန်းတောင်မှမရှိရဘူးအများကြီးပဲကျွန်တော်တို့ဒီမှာရှိနေတဲ့လူတွေမှာတစ်နှစ်ဝင်ယူရိုတသိန်းအောက်ရှိရတယ်ဘယ်တော့ရှိလဲယူရိုတသိန်းရရင်ဘယ်တော့ရှိရမလဲကျွန်တော်တော့မပါဘူးပေါ့ကျွန်တော်တို့တစ်နှစ်တော့အလုံးလုံးမှဝင်တသိန်းမရနေတဲ့အချိန်မှာဒါမျိုးစံထုတ်ထောင်နဲ့ချီပိုင်နေတဲ့လူတွေကမ္ဘာလောကမှာရှိကြတယ်ဆိုတော့ဒါကတရားမျှတမှုရှိရလားတရားတယ်ပဲပြောမတရားဘူးပဲပြောဒါကကျွန်တော်တို့ရှိနေတဲ့ဒီနေ့ကမ္ဘာလောကရဲ့အရှိတရားပဲဖြစ်တယ်ပေါ့နော်ဆိုတော့သခင်ယေရှုခရစ်တော်ကလူငယ်လေးကိုငါးနှစ်ကောင်နဲ့မုတ်ငါးလုံးတောင်းပါလို့ပေးတဲ့အခါမှာလူငယ်လေးကသူပေးလိုက်တဲ့ငါးနှစ်ကောင်နဲ့မုတ်ငါးလုံးကလူထောင်ပေါင်းများစွာကိုဝါလင်စွာတော့ဟုတ်ပို့တော့မှပို့သေးရဲ့တောင်းနေအောင်ပို့ပြီးအောင်ထည့်လို့ရတယ်အဲ့လောက်ထိကျွေးနိုင်တော့တဲ့အထိအံ့ဩဖွယ်နမိတ်လက္ခဏာ miracles ဖြစ်ပေါ်စေခဲ့တယ်ပေါ့နော်ဒီကောင်လေးကသူတယောက်တည်းသူစားလိုက်လို့လည်းရပါပဲဒီငါးနှကောင်နဲ့မုတ်ငါးလုံးဒါပေမဲ့ခရစ်တော်ကိုပေးရဲ့အခါမှာ miracles ဖြစ်ပေါ်လာတွေ့ရတယ်ပေါ့ဆောနာကကျွန်တော်တို့ပြောခဲ့တဲ့အသင်းတော်ရဲ့သမိုင်းကိုပြန်ပြောရတဲ့အခါမှာအသင်းတော်ရဲ့သမိုင်းမှာငါးနှကောင်နဲ့မုတ်ငါးလုံးလို့တင်စားပြီးပြောလို့ရရဲ့တမန်ကျမ်းစာဆိုတဲ့အရာကိုအာနာရှိတဲ့ဖုံတော်ကြီးတွေယဟန်မင်းကြီးတွေကလည်းကင်ထားကြကြတယ်အသင်းတို့အသင်းသားတွေကိုဝေမပေးဘဲနဲ့အနိုင်ကျင့်ခဲ့ကြတယ်ဒီနေ့ကျွန်တော်တို့ကဘာမြေကြီးမှာငါးနှကောင်နဲ့မုတ်ငါးလုံးဆိုတဲ့အရာတယောက်တည်းပိုင်ဆိုင်ဖို့အတွက်စ조사နေတဲ့လူတွေကြောင့်လူတန်းတဲ့ချီကဆင်းရဲမွဲတည်နေကြတယ်စားစရာမရှိပဲအငတ်ဘေးနဲ့ပြင်ဆိုင်နေကြရတယ်ဒီနေ့ကျွန်တော်တို့အများစုလာကြတဲ့အမိမြန်မာနိုင်ငံကြီးမှာငါးနှကောင်နဲ့မုတ်ငါးလုံးဆိုတဲ့အရာကိုလူတစုကအပိုင်တိုင်းဖို့စ조사တဲ့အတွက်ကြောင့်တန်းတဲ့ချီတဲ့ပြည်သူလူထုတွေဒုက္ခဆင်းရဲရောက်ကြရတယ်စစ်ဘေးရှောင်ကြရတယ်လူပေါင်းများစွာဖမ်းဆီးခံရတယ်နှိပ်စက်ခံရတယ်မတရားသဖြင့်အသက်ခံနေကြရတယ်
လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဂါလိလဲတစ်ဖက်ကမ်းကတောင်ပေါ်မှာလူငယ်လေးတစ်ယောက်ကသူ့မှာရှိတဲ့ငါးနှစ်ကောင်နဲ့မုံငါးလုံးကိုသခင်ယေရှုခရစ်တော်ကမပေးခင်လူ9000ကိုသခင်ခရစ်တော်ဘုရားကျွေးမွေးနိုင်တယ်အဲ့ဒီလူငယ်လေးကခရစ်တော်သူ့မှာရှိတဲ့ငါးနှစ်ကောင်နဲ့မုံငါးလုံးကိုပေးလိုက်တဲ့အတွက် miracles ဖြစ်လာခဲ့တယ်အသင်းတော်ပြုပြင်ပြောင်းလဲရေးခေါင်းဆောင်ကြီးစ조사ပြီးတော့မှအသင်းတော်ရဲ့မုံငါးလုံးနဲ့ငါးနှစ်ကောင်ဖြစ်တဲ့တမန်ကျမ်းစာကိုအသင်းသူအသင်းသားတွေကိုဖတ်ရှုနိုင်အောင်ဝေမျှဖို့အတွက်조사ခဲ့ကြတဲ့အခါမှာကျွန်တော်တို့ရဲ့အသင်းတော်ရဲ့တဲမှာ miracles ဖြစ်လာခဲ့တယ်ငါးနှစ်ကောင်နဲ့မုံငါးလုံးဆိုတဲ့ကျမ်းစာကို Mary Jones လိုမျိုးတောသူမာလေးတယောက်ဖတ်နိုင်ဖို့အတွက်တန်ရုံဆရာကြီးတွေဝိုင်းပြီးစူးစမ်းလာလိုက်တဲ့အခါမှာဒီနေ့ခေတ် Bible Society လိုမျိုးအဖွဲ့အစည်းကြီးဖြစ်ပေါ်လာခဲ့ရတယ် miracle ဖြစ်လာခဲ့ဒီနေ့ကျွန်တော်တို့ရဲ့တိုင်းနိုင်ငံတွေကျွန်တော်တို့ရဲ့လူမှုဝန်ကျင်တွေကျွန်တော်တို့ရဲ့အသင်းတော်ကျွန်တော်တို့ရဲ့မိသားစုတွေထဲမှာဘယ်အရာတွေကငါးနှစ်ကောင်နဲ့မုံငါးလုံးဖြစ်နေလဲဘယ်သူတွေကအဲ့ဒီငါးနှစ်ကောင်နဲ့မုံငါးလုံးကိုပိုင်ဆိုင်ထားကြတယ်အဲ့ဒီငါးနှစ်ကောင်နဲ့မုံငါးလုံးကိုကျွန်တော်တို့သူကစားတော့နိုင်အောင်ကြိုးစားကြလို့ရှိရင်ခရစ်တော်ဖျားရဲ့အံ့ဩဖွယ်နမိတ်လက္ခဏာ miracles ဖြစ်မလာမဲဆိုတဲ့အရာကိုဆင်ခြင်ရင်းနဲ့ဒီနေ့ပမာကျမ်းစာနေ့လည်အောင်ကိုဒီကုန်းချုပ်လိုပါတယ်ရောက်စီတဲ့ဘုရားရှင်ကောင်းချီးပေးပါစေအာမင်